အားလုံးမင်္ဂလာပါကျွန်တော်ကတော့ကိုပိုင်ပါဗျမင်္ဂလာတော်မက်ကလူတွေနဲ့ပြည်လန်းဘက်ကနေပြီးတော့ခီးသွားကြတဲ့လူတွေအတွက်စားစရာဆိုင်တစ်နောက်တစ်ခုတိုးလာပါပြီဗျစိတ်တိုင်းကြိုက်ဆိုင်ခွဲကိုကျွန်တော်တို့ပြည်လန်းမက်ဆီတိုင်နာမှာအစ်ဖွင့်လိုက်ပါပြီဗျမန်မြို့တော်ဘေးနာလေးမှာဖွင့်ထားတာပါကျွန်တော်တီးတော့တော့ဒီဆိုင်ခွဲက3ဆိုင်မြောက်ဗျသူ့ဝက်နာမှာတစ်ဆိုင်မြောက်တကုံဘက်မှာတစ်ဆိုင်အခုဒီမင်္ဂလာတော်မှာတစ်ဆိုင်ပေါ့နော်ဆိုင်ကဖွင့်ထားတာတော့တစ်လလောက်ပဲရှိပါဦးမယ်ဆိုင်ကတော်တော်လေးကိုကျယ်တယ်ဗျအပေါ် height ကလည်းတော်တော်လေးမြင့်တော့လေဝင်လေထွက်ကောင်းပြီးတော့ထိုင်ရတာလည်းတော်တော်အေးလေးနဲ့ရှိတယ်ပေါ့နော်သူကားပါကင်ရလည်းပေါ့နော်ဆိုင်ရှိမှာ4-5စီးလောက်ရက်လို့ရတယ်ပြီးတော့ဘေးလန်းထဲမှာလည်းနောက်ခမန်းကြီး10စီးလောက်ထပ်ပြီးရက်လို့ရပါသေးတယ်ခင်ဗျဆိုင်ရတော့တိတ်ပြီးတော့ညှိုးနေစရာတော့မလိုတော့ပါဘူးလို့လဲဆိုတော့ဘလော့ကာတော်တော်များများရိုက်ထားပြီးသားဆိုတော့ဗောနော်မနက်စာကောင်းကောင်းအစုံရမယ်ဒီဇိုင်းတို့ဘာလို့ပါရမယ်မနက်စာလေးတွေကတော့တော်တော်ဆုံဆုံလေးနဲ့အရသာလေးတွေကတော့မစိုးပြပေးရတဲ့ဈေးနှုန်းလေးနဲ့ဖဲဖြစ်တယ်ဗောနော်တခြားနီးလက်ပဲစားဖို့အတွက်အစားအစာတွေပေါ့နော်အဲ့လိုမျိုး1 portion အဲ့လိုဟာမျိုးလေးလည်းရတယ်ပေါ့နော်မနက်စာကိုအိမ်မှာစားထားပြီးသားဆိုမှဒီတိုင်းမှာအရန်နဲ့မကြီးရဲ့စီလုံဒီကိုကျွန်တော်မှာထားလိုက်ပါတယ်ဒီအဲ့တူးစီလုံဒီရပေါ့နော်တစ်ခွက်ကိုကျွန်တော်3500ပဲရှိပါတယ်သူလာချပေးတဲ့ပုံစံလေးကိုပေါ့နော်အဲ့ပုံလေးကျွန်တော်ကြိုက်တာဗျသူကမလိုင်းမျိုးသူအခုလိုမျိုးတီးတန့်လေးပကံသေးလေးထဲမှာသူထည့်ထားပေးတာဗျအဲ့လိုနိုးစိမ့်မှာထပ်ပြီးတော့ပေါက်ပေးပါသေးတယ်ပေါက်ချင်းသူ့ဈေးနဲ့ကျွန်တော်တို့ပြန်ရလိုက်တာနဲ့တော့တန်နေလို့တော့ကျွန်တော်တို့ထင်နေပေါ့နော်ဒီကောင်းအောင်တော့နောက်တစ်ခုကတော့ကျွန်တော်ပဇွန်9သားလုံးကျော်ပေါ့နော်သူကတော့တစ်လုံးကျွန်တော်2500ပေါ့နော်တပွဲကို2ခုပါ9000ပေါ့သူရတာကတော့ကျွန်တော်တို့ပုံမှန်စားဖို့နေကြအရသာမျိုးတွေပါပဲပေါ့နော်ပြီးတော့ဒီပဲမုံလေးပေါ့ဒီကောင်ကတော့တဘူးကို9500ပေးရပါဗျသူမုတ်သားလေးကလည်းအီလေးဗျပြီးတော့ချိုးနည်းနည်းလေးတော့ချိုးတဲ့ဘက်အချိုးကဲတယ်ပေါ့နော်ဒီကောင်ကဘဲဥစားငံပေါ့ဒီကောင်ကတော့ကျွန်တော်မချဘူးသေးဘူးဗျအခုအစ်စ်ဝဲလာတာစားကြည့်ဘူးပေါ့နော်မင်္ဂလာတုံဘက်ပြည်လန်းဘက်မှာဆိုရင်ပေါ့ကျွန်တော် breakfast အတွက်ကိုကျွန်တော်မနက်ဘက်ဆိုရင် ID ရှိမယ်ဗျခိုင်ခိုင်ကျော်ရှိမယ်ရွှေပလင်ရှိမယ်နောက်မန်းမျိုးတော်ပေါ့နော်ရှိမယ်အခုစိုင်တစ်ပေါ့စိတ်တိုင်းကြိုက်ရှိမယ်ဆိုတော့ကျွန်တော်တို့ရွေးချက်ကြနောက်တစ်ခုတိုးသွားတာပေါ့ဗျအခုကျွန်တော်ထိုင်တဲ့ပြည်လန်းကစိတ်တိုင်းကြိုက်ဆိုင်ကိုထိုင်ပြီးသွားကြပြီလားဗျတကယ်လို့မထိုင်ရသေးရင်လာထိုင်ကြည့်ကြပါဦးဗျနောက်ပိုင်း food review တွေပဲမဟုတ်ဘဲနဲ့တခြားအသုံးဝင်မဲ့ပေါ့နော် culinary နဲ့ပတ်သက်တဲ့ tips တွေkitchen နဲ့ပတ်သက်တဲ့ tips လေးတွေtravel tips လေးတွေပါတင်ပေးသွားမှာဖြစ်လို့ဆက်လက်အားပေးဖို့ပြောချင်ပါတယ်ခင်ဗျ okay အားလုံးကိုကျေးဇူးတင်ပါတယ် see you